ကဲကျွန်တော်တို့တွေဒီပုံလေးဆွဲကြည့်အောင်နော်ကဲဒါလေးဆွဲကြည့်အောင်နော်ဒါလေးကတော့လွယ်ပါတယ်ကျွန်တော်တို့ဒီမှာကြည့်ကြည့်ပါ diameter နော်96နဲ့ကျွန်တော်တို့ cycle ဆွဲမယ်ဟုတ်ပါပြီကျွန်တော်က new ထဲသွားပြီးတော့ecad iso matrix စနစ်ပဲယူလိုက်တော့နော်ပြီးရင်ကျွန်တော် z enter a enter လုပ်လိုက်တော့ကောင်းပါတယ်ပြီးရင် grade တွေဖြုတ် auto mode နဲ့ object နဲ့ကတော့ on ထားပါအဲ cycle ဆွဲမယ် cycle တော့ကျွန်တော်သိတိုင်းပဲ c နော် command သူ့ရဲ့ command က cycle ရဲ့ command ကဘာလဲ c enter ကြိုက်တဲ့နေရာမှာ click out standard point ကြိုက်တဲ့နေရာမှာ click out ကျွန်တော်တို့ diameter ဆိုတော့ဒီမှာ diameter မှာကျွန်တော်ဒီမှာလေဘာလို့ခေါ်မလဲဒီလိုမျိုးဒီကောင်ကတော့ကျွန်တော်တို့ကဒီ hand over เนาะဒီနေ့အပြင်ဒီလိုမျိုး pointer လေးဒီပေါ်ရောက်တာနဲ့သူ့အောင်လို့ဒီကိုလိုမျိုးလေးဒါအခုနောက်ပိုင်း software တွေမှာအဲ့လားဒီကောင် click နေလေတာရနော်ဒီကောင် click နေချလိုက်ရနော်ဒါ diameter သဘောပဲနော်ကျွန်တော်တို့ DN နှိပ်လဲရနော်အဲ့သဘောပြောချင်တာပါ96နော်96နဲ့လုပ်ထားတာโอเคရနောက်တော့ဒီကောင်စနစ်နဲ့ white ထားတယ်ကဲစနစ်နဲ့ white ထားတဲ့ဆိုတော့ကျွန်တော်လုံးရတာတွေကတော့အများကြီးပေါ့နော်ဒီကောင် add ပဲလေဟုတ်တယ်မလား add ပဲလေ semi cycle ပေါ့နော် semi cycle ဖြစ်နေတယ် add ဖြစ်နေတယ်နော်ဆိုတော့စနစ်ဆိုတော့ကျွန်တော်ဒီလိုလုပ်လိုက်မယ်လေကျွန်တော် line နဲ့เนาะစနစ်က2စနစ်နဲ့24ကိုယူပြီးတော့ကျွန်တော်ဗာလဲ center start and နဲ့လုပ်လိုက်မယ်လေဟုတ်တယ်နော် center sum ဒီ line ရဲ့ midpoint က center at က point ကအောက်ပဲဖြစ်ကြမယ်ဒါသူ့ရဲ့ default ကဗာလဲ counter clockwise လေဒီမှာ sum နဲ့ sum ကို counter clockwise ကိုတောင်းမှာပေါ့နော်ကိုကဒါကို click နှိပ်ပြီးတော့ဒီလိုသွားလိုက်ရတကယ်လို့များဒါကျွန်တော်တို့ကเนาะဒီ version တွေမြင်လာတဲ့အမြတကယ်လို့ကိုကသူ့ default တော့ counter clockwise နဲ့သွားတာကိုကသိထားလို့တကယ်လို့များကိုကမှားပြီးတော့အပေါ်နှိပ်လိုက်တယ်ပြဿနာမရှိဘူးစမှတ်ကိုလေဘာလို့ဒီမှာတော့ control key ကန်လို့ရှိရင်တဲ့ direction ကပြောင်းပြန်ဖြစ်သွားတယ်တဲ့နော်အမှန်တဲ့အတွက်ကြောင့်မို့ကန်စားမလို့ကောင်းစနစ်နော်စနစ်နောက်တစ်ခုဖြတ်ချလိုက်24ဆိုတော့ဘယ်လောက်လဲ48ကဲ48 line under ဒီမှာ48နော်48လို့လိုက်နော်ပြီးခုနတိုင်းပဲ center start and ဒီကောင် center start command မယ်နော်ကြာပြီးတော့ခေါင်းရဲလို့သွားမနေနဲ့ previous command မှာဒီမှာတက်လာတယ်ပြီးတော့48ဆိုတော့24ခုနတစ်ဝက်နဲ့သွားကြည့်နော် click out start လွယ်လေးပါပဲနော်နောက်တစ်ခု36ကနှစ်စားက82โอเคရဖြတ်လိုက် line under ဒီကနေ click နေမယ်22ရပါပြီcenter stand ကသူရဲ့ center point လာဖြစ်မယ် start နောက်ပါပဲနော်လွယ်လေးဖိတ်ချလို့ရကဲ3 white ပြီးပါပြီ1 2 3 white ကျန်တာတွေကဒီလိုဆိုအရင်တိုင်းပဲဗောဟုတ်တယ်မလား center start ဆိုတော့ကျွန်တော်ဒီလိုလုပ်လိုက်မယ်လေဒီ line နဲ့ဒီနှစ်ခုကိုဆက်လိုက်ကဲပြီးတော့ center start အမယ်ဒီကောင်ရဲ့ center point ဒါသာမက်ကဒီကောင်အပေါ်ဖြစ်သွားပြီဘာလို့ဆိုတော့ဒီလို white ချင်လို့နော်သာမက်ကဒီကောင်ဖြစ်သွားပြီအပိုင်းကဒီโอเคရပြီပြန်ဖြတ် line under ဒီကောင်နဲ့တော့ click ရမ်းလဲပါနော် center start and သူ့ရဲ့ mid point โอเคဒါလေးဖြစ်တယ်မှန်တယ်ပြီးရင် click မှာ click ရပါပြီဒါဖြတ်လိုက်ကဲနောက်ဆုံးတစ်ခုပဲကျွန်တော်လည်းဒီကနေဒီလိုသွားပြီးရင် center start and ဒီမှာနော် click ဒါပဲနော်အားလုံးကျွန်တော်တို့နော်ဒါ click မဟုတ်လို့မြန်ပဲပြပေးတာပါအရင်ကြီးသိပြီးတော့ဟိုမလို့ပါနော်โอเคရပါပြီကဲဒါလေးကြည့်ပြီးတော့လည်းဘိုးသွားရမလို့ထင်ပါနော်